မင်္ဂလာပါမင်္ဂလာရှိရဲ့နှစ်သိကူလေးမှာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ကျွန်မယောက်ျားလေးတွေအတွက်အဓိကပြောပြပေးမှာဖြစ်ပါတယ်ယောက်ျားလေးတွေအတွက်အဓိကအသုံးဝင်တဲ့ tips တွေပေါ့နော်relationship အတွက်ကောအိမ်တော်လေးအတွက်ကောအဓိကအသုံးဝင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးပါဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကိုအစအဆုံးကြည့်ဖို့အတွက်တိုက်တွန်းရတဲ့ဗီဒီယိုအကြောင်းလေးကိုကျွန်တော်တို့နည်းနည်းလေးပြောလိုက်ရအောင်အားလုံးမင်္ဂလာပါကျွန်မက daily vlog မှာ math series ဖြစ်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကဒီနေ့ဗီဒီယိုကကြတော့အမျိုးသားတွေအတွက်ပဲဖြစ်ပါတယ်။မျိုးသားတွေအတွက်ဆိုရင်လည်းမျိုးသမီးလည်းကြည့်လို့ရပါတယ်။ဒီနေ့ဗီဒီယိုမှာကျွန်မကလူကြုံနဲ့လူကောင်းအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။လူကြုံနဲ့လူကောင်းဆိုတာဘယ်လိုအခြေအနေမျိုးခေါ်တာလဲဆိုတော့ဒီနေ့ဗီဒီယိုမှာတစ်ချက်ချင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်။လူကောင်းဆိုတာကြောင့်ကိုယ့်ရဲ့ကောင်းပါလေးကို princess feeling လေးရအောင်ထားတယ်။ဘယ်အောင်ဆိုလုပ်ပေးခြင်းလဲဘယ်အောင်ဆိုရင်ဖြည့်ဆည်းပေးခြင်းလဲဘာလို့နားလဲပေးတယ်ဘယ်ချိန်သွားမလဲသူချင်းသွားတွေ့ရဘာစားချင်လဲသူချင်းသွားဝယ်ပေးရအဲ့လိုမျိုးသားတွေနံပါတ်2မျိုးသားနည်းနည်းချစ်ရနည်းနည်းလေးမာလာရှိရမျိုးသမီးတယောက်ကိုဘယ်လို struggle လုပ်ရမလဲဆိုတော့သိတဲ့မျိုးသားတွေဒီလိုမျိုးသားနှမျိုးနဲ့စားမှာဆိုဘယ်မျိုးသားရဲ့ပုံစံကိုစိတ်ဝင်စားလဲဆိုနံပါတ်2မျိုးသားပုံစံကိုအမျိုးသမီးတော်တော်များများကစိတ်ဝင်စားလေးရှိကြပါကဲဒီလိုမျိုးမှာကျွန်တော်ပတ်သက်ရှိရမရှိရဘူးဒီဗီဒီယိုမှာကျွန်တော်ပတ်စံအကြောင်းမပြောဘဲနဲ့ကျွန်တော်ဒီလိုအခြေအနေမျိုးကိုဖန်တီးထားတဲ့အမျိုးသား2ယောက်ရှိပထမမျိုးသားကြတော့ကောင်မလေးကိုရန်နာနေပြီးအရင်လေးချစ်တယ်သူကပဲစချစ်ခဲ့တာသူကပဲစချစ်မိသွားတာလူတွေကစချစ်မိသွားတယ်ပိုပြီးကြာရှုံးတယ်ဘာလို့လဲဆိုတော့ချစ်မိသွားတော့တီးလိုက်တဲ့နေရာစပြီးလူတွေအခွင့်ကောင်းယူတယ်အဲဒါကြောင့်ပိုပဲတော့မှချစ်မိတယ်ဆိုတဲ့အကြောင်းအရာကိုမထုတ်ပြထောက်ပြလိုက်တဲ့နေ့ဟာတင်ရှုံးတဲ့နေ့ပဲတင်ပုံတော့ဝနိုင်ယူသွားမယ်ဒါကြောင့်ကိုကအရန်ချစ်တယ်ဆိုတဲ့အကြောင်းမထောက်ပြမိစေနဲ့ထောက်ပြတဲ့အမျိုးသားတွေမျိုးသမီးတွေတော်တော်များများကပဲထောက်ပြခံရတာများတယ်ဘလို့လဲဆိုငါသူငါ့ကိုအရန်ချစ်တာပဲသူငါ့ကိုနားလည်းပေးနိုင်တာပဲဆိုပြီးအဲ့ဒီအစ်စ်တွေကိုအများကြီးကြော်ပြီးတော့နောက်ဆုံးဒီလမ်းကြောင်းကိုပဲတော်တော်များများတွားကြဖြစ်တဲ့အတွက်ကြောင့်ထောက်ပြခံရတဲ့အမျိုးသားဖြစ်တဲ့မျိုးသမီးရဲ့ဖြစ်စီသူကောင်းနေများပါတယ်နော်ဘလို့လဲဆိုတော့သူကငါ့ကိုနားလည်းပေးတာပဲနော်သူကငါ့ကိုဘယ်လိုပြောမလဲဒီလောက်ကတော့ရပါသေးဆိုအတွေးဝင်သွားကျမကလူတယောက်ကိုအရန်ကောင်းတဲ့ခါကျရင်အပေါ်သားဆန်သွားတယ်အဲ့ဒါမှကျမလူတယောက်ကိုအမြဲဖြည့်ဆည်းပေးနေတဲ့လူတယောက်ကိုသူတို့တွေကအပေါ်သားတယောက်လိုပဲတတ်မှတ်တယ်နလဘိန်းလုံးတယောက်လိုပဲတတ်မှတ်တယ်ဘာလို့လဲဆိုတော့ကျမတို့တွေကအမြဲတမ်းဖြည့်ဆည်းပေးရအောင်နော်အဲ့လိုပဲအမျိုးသားတွေပြောချင်တာအမြဲတမ်းဖြည့်ဆည်းပေးနေတာများရင်နလဘိန်းလုံးတယောက်လိုတတ်မှတ်တယ်မျိုးသမီးတွေကဒါကြောင့်မလို့ကျမတို့လိုတာထက်ပိုပြီးတော့မဖြည့်ဆည်းနဲ့ကိုက relationship ပဲဖြစ်စေအိမ်တော်ကြီးဘွားမှာဖြစ်ဒီထက်ကအရန်ရေးကြည့်ငါလုံးလုံးရပါတယ်ဆိုရင်အတွေ့သူတို့ထင်မှာဝင်သွားရင်ကိုပဲဖောက်ပြန်ခံရတာများတာဖြစ်တဲ့အတွက်ကြောင့်အရန်အောသားဆန်တဲ့အခြေအနေမျိုးတွေသူတို့ကိုလုံးခွင့်မပေးပါနော်ဒါကြောင့်မို့လို့ကိုကချစ်လို့လုပ်ပေးလိုက်တယ်ကိုကမေတ္တာနဲ့တကယ်ကိုချစ်လို့လုပ်ပေးလိုက်တယ်သူတို့စိတ်ထဲမှာဘာတွေးသွားလဲဆိုတော့ဒီဘဲကရှားပါတယ်ဒီဘဲကငါတော့ရှားတယ်ငါဘယ်တော့ဘာမှလည်းမပြောဘူးဘာမှလည်းမလုပ်ဘူးဆိုတော့အတွေ့အကြုံရှိသွားတာဖြစ်တဲ့အတွက်ကြောင့်ဖောက်ပြန်ခံမှုရှားတိုင်းတော့ကပုံများပါတယ်ဖောက်ပြန်ခံရရင်ကိုပဲအသိကွယ်ပြီးကိုပဲဘယ်လိုပြောမလဲရှင်ဘတ်တင်တာဒီကြံခဲ့ရတယ်အဲဒါကြောင့်မို့လို့မှလူတယောက်ကိုဘယ်တော့မှလိုတာထက်ပိုပြီးအခွင့်အရေးပေးနံပါတ်1အမျိုးသားလို့ပုံစံမျိုးလေးကြည့်ပါပေါ့နော်နံပါတ်1အမျိုးသားပုံစံကျတော့သူတို့ကအတိုးချော့အရင်လုပ်တယ်မိန်းမတယောက်ကိုဘယ်အချိန်မှဘယ်လိုဆိုတာသူကင်တွဲတတ်တယ်ပြီးတော့မိန်းမတယောက်ကသူတို့နောက်ကိုအသေးအတန်လိုက်လာမယ်သူတို့လုပ်တယ်အဲ့ဒီနည်းကိုကျွန်မပြောပြပထမဆုံးအနေနဲ့မျိုးသမီးကိုကစိတ်ဝင်စားတယ်စိတ်ဝင်စားဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေမှာကြာကြီးပါနေတယ်ပေါ့နော်တိုက်ဆိုင်တော့နားလဲပြီးတာအခုလေဆိုတော့ကိုကအရင်စိတ်ဝင်စားတယ်ပြီးမှကိုတဖြည်းဖြည်းနဲ့နောက်ဆုတ်ဆုတ်တဲ့အခါမျိုးသမီးရဲ့လိုက်လာတဲ့အခါမျိုးကျတော့အရင်လိုမျိုးလဲချင်းဖို့မပြောတော့ဘူးတွေးဖို့မပြောတော့ဘူးနည်းနည်းလေး entertain ဖြစ်လာတယ်ပြီးတော့နောက်တစ်ခုကကျတော့အမျိုးသမီးဘက်ကပဲအရာရာကိုဖြည့်ရှင်းနိုင်အောင်သူကလမ်းကြောင်းပေးတယ်အဲ့လိုမျိုးသားရှိနော်ငါမလုပ်တော့ဘူးငါမဖြည့်ရှင်းတော့ဘူးငါတို့ relationship မှာငါမဦးဆောင်တော့ဘူးနင်းပဲအရာရာဦးဆောင်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုပ်တတ်တဲ့အမျိုးသားရှိ
ဘာလို့လဲဆိုအဲ့လိုမျိုးသားတွေကပုံပြီးပါဝါကြီးရဲ့လူမျိုးတွေရှိတယ်ပတ်စံရှိတော့၎င်းအာနာရှိတော့၎င်းအဲ့လိုလူမျိုးတွေကိုအမျိုးသမီးတွေက focus ထားတာကိုသူတို့တွေကအဲ့လိုလူမျိုးတွေပို့ပြီးတော့ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးရှာရုအာနာပဲရှိနောက်တော့ပတ်စံပဲရှိအဲ့လိုလူမျိုးတွေကကြတော့သူက struggle လုပ်တဲ့မျိုးသမီးတယောက်သူတို့မှလည်း girlfriend တွေအများကြီးထားအဲ့ girlfriend တွေအများကြီးထဲကမှသူ့ကိုရွေးချယ်ရမလဲဆိုရဲ chip လေးတွေကိုလည်းသူတို့ပေးထားအဲ့မှာမျိုးသမီးတွေစိတ်လှုပ်ရှားနေငါ့ကိုရွေးချယ်ပါသူငါ့ကိုယူတော့မှာလားသူတွဲနေတဲ့လူတွေအများကြီးချင်းမှာငါ့ကိုယူတော့မှာလားဆိုရဲအတွေးမျိုးဖြစ်အောင်မျိုးသားတွေကလုံးဝအဲ့ဒါမို့မျိုးသားတွေကိုကျွန်မပတ်ဆက်လေးရှိအာနာလေးရှိရဆိုရင်အမျိုးသမီးကိုယ်ဝင်မှာဝိုင်းနေအဲ့ဒါမို့ငငယ်ရွယ်ရွယ်နဲ့ကျွန်မကတော့အချစ်ကိုဦးစားမပေးစေချင်ဘာလို့လဲဆိုတော့အချစ်ကိုဦးစားပေးလိုက်ရင်ပတ်စံကနောက်မှကျန်ပြီးပြီးစင်းရဲရဲနဲ့ဝိုင်းရုပ်ဖြတ်တန်းမှာပိုလိုချင်တာတွေမရမှာကဘလောက်စိတ်ကြီးရကြကောင်းအဲ့ဒါမို့ကိုကအမျိုးသမီးကိုခစားလို့ရဆိုတော့အရင်ကောင်းပြနေတဲ့အမျိုးသားတွေကကြတော့ဖောက်ပြန်ခံရတဲ့အဲ့လိုပဲခုနလိုမျိုးဒုတိယအချက်လို struggle လုပ်တဲ့ဘယ်ချိန်မှာအခြေအနေနဲ့ချိန်ခေါင်သူကပို့ရနာတယ်ဘယ်ချိန်မှာဒီမျိုးသမီးကိုဘယ်လိုကင်တွေ့ရနော်အဲ့လိုပဲမျိုးသမီးကတောင်းတိုင်းမပေးဘူးတွေ့တိုင်းမနာဘူးဆိုရင်ဒီဘဲကငါကိုတော့ခြေရဲဆိုတဲ့အတွေ့မျိုးသမီးကဝင်သွားဒီဘဲကဘာမလို့ငါလာခြေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဝင်သွားစေတဲ့အတွက်ကြောင့်အဲ့လိုပဲမျိုးတွေကိုအမျိုးသမီးကပို့ပြီးစိတ်နေတာအဲ့လိုပဲအရင်ဘယ်လိုပြောမလဲဆက်ကိစ္စကိုအရင်လိုရာထက်ပို့ပြီးတော့ပြင်းထန်နေတဲ့အမျိုးသားတွေကိုလည်းမျိုးသမီးကမကြိုက်ဘာလို့လဲဆိုတော့အဲ့လိုမျိုးအရင်ပြင်းထန်နေတဲ့အမျိုးသားတွေဆိုရင်အမျိုးသမီးကရှင်လာအောင်ဖြစ်နေဥပမာကွာ long distance relationship မှာဆိုကောင်မလေးကိုဗီဒီယိုကောခေါ်ပြီးတော့ဟိုတနေ့ဟိုကပြခိုင်းလိုက်ဒီကပြခိုင်းလိုက်အဲ့လိုမျိုးလုပ်နေရတယ်အမျိုးသမီးကမကြိုက်အဲ့ဒါကြောင့်မို့လို့လိုရာထက်ပို့ပြီးတော့ဘယ်လိုပြောမလဲဆက်ကိစ္စကိုပို့ပြီးပြင်းထန်နေတဲ့အမျိုးသားတွေကိုလည်းအမျိုးသမီးကစိတ်ဝင်စားအဲ့ဒါကြောင့်ကျွန်မပြောတာတစ်ခါကြလဲကိုက focus ထားပြီးအလုပ်လုပ်ဒီလိုကိစ္စလေဒီလိုကိစ္စပေါ့အလုပ်လေအလုပ်ပေါ့ပတ်စံလေးရှာပေါ့အဲ့လိုမှမဟုတ်အချိန်ကြီးတဲပါလုံးနေလေဗီဒီယိုကောလေးခေါ်ကြတယ်ဟိုကတောင်းလိုက်ဒီကတောင်းလိုက်ဟိုပုံတောင်းလိုက်ဒီပုံတောင်းလိုက်ဟိုကပြခိုင်းဒီကပြခိုင်းအမျိုးသမီးတွေဘက်ကစဉ်းစားကြည့်အញ្ញမ်းစိတ်ညစ်ဖို့ကောင်းတယ်အဲ့လိုလူမျိုးတွေကိုလည်းဘယ်သူမှရည်စားမတော်ကြည့်ပြောလို့ကမပြောတာကွာအဲ့လိုမျိုးလူမျိုးတွေနောက်တစ်ခုကကျတော့အများနဲ့ဘယ်လိုပြောမလဲအဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့တချို့ဆိုလိုအပ်ချက်ပို့ပြီး daddy talk တွေပြောခိုင်းတာစိတ်ပါလားမပါလားမသိဘူး daddy talk တွေအရင်ပြောခိုင်းတာเนาะခါလေကြရင်ဘယ်လိုပြောမလဲဆိုတော့အဲ့လိုညင်ညင်ညံ့ညံ့ကိစ္စတွေကိုအချိန်ပြည့်ပြောနေတဲ့မျိုးသားတွေရှိအဲ့လိုမျိုးလူမျိုးတွေလည်းမျိုးတွေစိတ်ဝင်စားအဲကြောင့်မျိုးသားတွေအနေနဲ့ကိုတန်ဖို့ရှိအောင်နေဆိုတာကျွန်မငယ်တော့ကိုတန်ဖို့ရှိအောင်နေဆိုခေါင်းစဉ်ကိုကျွန်မလုံးဝနားမလည်ခဲ့ဒါပေမဲ့ကိုတန်ဖို့ရှိအောင်နေလိုက်တဲ့ခါကျတော့ကိုတန်ဖို့ရှိရတဲ့လူကကိုစီလာတယ်ဒါအမှန်တကယ်ပါဒါကြောင့်အမျိုးသားတွေအနေနဲ့စိတ်မပေါ်နဲ့နောက်တစ်ခုလိုအပ်တဲ့ပုံရရာကားစိတ်တွေကိုကိုယ့်ရဲ့ girlfriend ကိုမထုတ်ပြနဲ့မလိုအပ်ဘူးဆက်ကိစ္စကတော့ရာကားစိတ်ကတော့လူတိုင်းလူတယောက်ဖြစ်နေရတော့ရှိမှာပဲဒါပေမဲ့အဲ့ဒီခါလိုအပ်တဲ့ပုံရထုတ်ပြခြင်းအဖြစ်အရင်ရင်စရာကောင်းတဲ့အမျိုးသားတယောက်ဖြစ်သွားစေဒါကြောင့်မို့လို့ကိုကလည်းဒီစိတ်ရှိရမှန်ပေမဲ့လေသူရောကိုရောနှစ်ခါလုံးစိတ်ပါမှလားအဆင်ပြေပါလေအဲ့လိုမှမဟုတ်ပဲလေကောင်မလေးကထားပါပြီရဲ့အခုကငိမ့်ငိမ့်ချမ်းချမ်းနဲ့တနေ့တစ်ခုခုလောက်ပြီးတော့လုံးယုံမရှိတယ်နင်တို့ထားရတောင်းဆိုဘလောက်စိတ်ညစ်ဖို့ကောင်းတယ်နည်းနည်းလေးတော့တွေးကြည့်ပေးခြင်းနဲ့အမျိုးသားတွေနေတယ်လေအဲ့လိုပဲအိမ်အောင်ရင်းမှလည်းအဲ့လိုပဲအမျိုးသမီးဘက်ကိုနည်းနည်းလေးကြည့်ပေးပါနော်အမျိုးသမီးဘက်ကိုနည်းနည်းလေးကြည့်ပေးပါအဲ့လိုမှမဟုတ်ဘူးအမျိုးသမီးကိုလည်းပြောခြင်းယောက်ျားရင်တော့ဒီကိစ္စလောက်ရမှာပဲအဲ့ဒီဟာကိုအရင်အကန်းဆုံးပြီးတော့မပေးတော့တဲ့အမျိုးသမီးရှိလုံးဝမပေးတော့လုံးဝမကြွေးတော့ငါနာမကတ်နဲ့အဲ့လိုပဲသူတို့ကမကြွေးမစားရမတောက်ရတော့တခြားသူစီမှာသွားစားတော့တခြားသူစီမှာသွားလဲသွားစားအောင်မိလဲမိသွားပြဿနာဖြစ်ကြနေမမကြွေးတာအဲ့နေမကြွေးတော့သူတခြားသူစီမှာသွားစားတယ်လေအဲ့ဒီဟာလေအမားလားဆိုတော့အမားလည်းမဟုတ်ဘူးအမှန်လည်းမဟုတ်ပြန်ဒါကြောင့်မလို့အိမ်တော်ရေးတွေ relationship တွေမှာဒီလိုကိစ္စတွေတော့ရှိရမှာပဲဒီလိုကိစ္စတွေကတော့ရှိမှာကွာအဲ့ဒီဟာကိုလုံးဝမပေးတော့တာတို့လုံးဝမကြွေးတော့တာတို့ခုနပြောလို့တော့ထပ်ဖို့ရရာကားစိတ်တွေပြင်းပြတာတို့အဲ့ဒီဟာမျိုးတွေနည်းနည်းလေး short ဆိုရင်အကုန်လုံးသိပြရတယ်အားကြောင့်ဘဝမှာအမျိုးသမီးကစိတ်ဝင်စားဆုံးမျိုးသားဆိုရင်နံပါတ်1မျိုးသားပဲဖြစ်
तू ကအမျိုးသမီးတယောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိတယ်နောက်တစ်ခု तू ကပုံစံကအရင်ချောနေဖို့လည်းမလိုဘူးအရင်ရုပ်ဆိုးနေဖို့လည်းမလိုဘူးသူ့ရဲ့တီတီခံရမှုရဲ့အမျိုးသမီးကိုဆွဲဆောင်တာပေါ့နော်တီတီခံရမှုစကားပြောရမှာစမ်းကြည့်တန်းရမှုအမျိုးသမီးတယောက်ကို struggle လုပ်နိုင်ဖို့အဲ့လိုလူမျိုးတွေကပဲအမျိုးသမီးကပုံစိတ်နေတာကိုကတကယ်လို့လုံးဝခမ်းမိုက်ပုံစံ educated ဖြစ်တဲ့အမျိုးသမီးပုံစံကိုလိုချင်တယ်ဆိုရင်ကိုယ်တိုင်လည်းအဲ့လိုဖြစ်ရငြိမ်းလက်မြောက်ပြီးကြာရှုံးပေးနေပြန်လို့ဒါဟာယောက်ျားတယောက်ရဲ့မာနမဟုတ်အဲ့လိုပဲကိုကအရင်အနိုင်ပေးလိုက်ရဲ့အိမ်အောင်ကြတယ်ကိုယ့်ကိုယ်တလုံးနိုင်နေပါလေအဲ့လိုဖြစ်မျိုးယောက်ျားတွေလည်းဖြစ်မခံမိန်းမနိုင်တာကိုပတ်ဝန်းကျင်မှာကြာဘာမှမပြောကြဘူးပေါ့နော်အဲ့လိုပဲယောက်ျားနိုင်ပါလားဒီယောက်ျားမာညာတာတကာဆိုပြီးပြောမိန်းမနိုင်တဲ့ခါမျိုးကြတော့ဘာမှမပြောကြလုံးဝအဲ့ဒီစိတ်ကိုဖြောက်ပါချစ်တာတော့ချစ်ပါဒါပေမဲ့လိုတာထက်ပိုပြီးမချစ်ပါနဲ့လိုတာထက်ပိုပြီးချစ်သွားတယ်လိုတာထက်ပိုပြီးပေးဆက်လိုက်ရင်နံပါတ်1ချက်ဖောက်ပြန်ခံရမယ်နံပါတ်2ချက်တစ်လုံးနိုင်ခြင်းခံရမယ်နံပါတ်3ချက်ကိုစားပြီးရဆိုတဲ့အနေထားမျိုးကြောင့်အမျိုးသမီးကဖန်လေးတဲ့အဲ့လိုမျိုးခွင့်ရမျိုးလည်းဘယ်တော့မှမပေးပါနံပါတ်4ချက်နောက်ဆုံးကြရင်ဖောက်ပြန်ခံရတာကိုတောင်မှတစ်လုံးမသိအောင်နေသွားနိုင်တဲ့အမျိုးသမီးတွေရှိအဲ့ဒီချက်ကအရန်ကြောက်ဖြစ်ပါနောက်ကိုကတိသွားတဲ့ကိစ္စမရှိမတိမဲနဲ့တစ်လုံးနောက်ဆုံးကโอเคတဲ့ဒီကိစ္စဖုံးပြနိုင်တဲ့အမျိုးသမီးရှိတယ်ဒါကြောင့်လုံးဝအဲ့လိုဖြစ်မျိုးမဖြစ်ခံပါနဲ့ကျွန်မကတော့အမျိုးသားတွေဘက်ကပြောပြပေးပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်မနှစ်မျိုးဆိုမဲ့ကျွန်မအချက်၄ချက်ကိုပြောပြပေးသွားတယ်ပေါ့နော်လူဆိုလူကအခုရှားကအရင်ပြင်းနေသူအဲ့လိုပဲရှားကစိတ်အရင်နဲတဲ့သူဒီຢာတွေကိုနည်းနည်းလေး struggle လုပ်ပြီးဒါဆိုရင်ကျွန်မပြောရတာပေါ့နော်ဒါပေမဲ့လည်းတဘာဝတရားကြီးရဖြစ်နေပါဆိုတော့သိအောင်တော့ပြလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်မကဒီအချက်၄ချက်ကိုပြောပြပေးသွားပါတယ်အဲ့လိုပဲမျိုးသားတွေကလည်းကိုကဆက်ပြောရမယ် small လေးရှိရဲဆိုပြီးတော့ကိုမိမနာအောင်မကတ်တော့တာမျိုးကိုမိမကိုရှိုးသွားတာမျိုးရှိုးသွားတယ်အမျိုးသားရှိရပါဟုတ်လေဆိုတော့နေဆော်ရပါဝဲမှန်တယ်ကွာနေဆော်ရမင်းသမီးရဲ့ဖြစ်နေခွာကြော်ရဲ့ဖြစ်နေအချိန်တည်းရှိုးသွားတာမျိုးသားတိုင်းမှာရှိဘိုးတော့ဟုတ်တယ်ကွာဒါပေမဲ့ဘလုံးစမ်းတဲ့အောင်လုပ်ရမလဲဆိုတော့ဒီမှာဒီ YouTube ဗီဒီယိုမှာအများကြီးတင်ပေးထားတယ်ဘလို့စမ်းတဲ့အောင်ဆိုတော့ဘလို့ excited ဖြစ်အောင်ဘလို့စိတ်လှုပ်ရှားအောင်ဘလို့ပို့ပြီးချစ်လာအောင်လုပ်ရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာဒီနေ့ဗီဒီယိုကတော့ YouTube မှာတင်ပေးထားတယ်အဲ့ဒါလေးကြည့်လိုက်အောင်ဒီနေ့ဗီဒီယိုကတော့ကျွန်မဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့ဆုတောင်းတဲ့ဗီဒီယိုလေးကိုစောင့်တတ်ပါမယ်တတ်ပါ